နောက်ဆုံးတစ်ခုကကြတော့ဒီတို့ရှိရရှိမှာကပဲတောင်းတယ်ဒီဟာကကြတော့ M5 တမားတွေအတွက်ကတော့အတုံးမဝင်သေးပေမဲ့ဒီ M4 level ကနေစပြီးတော့ကျွန်တော်တို့အတုံးပြရမယ်ဒီတို့ရှိဒါတို့ရှိဆိုတော့automatic သူ့ဟာသူဖြစ်တဲ့အရာနဲ့ကိုကလှုပ်လို့ဖြစ်တဲ့အရာဆိုပြီးတော့နှစ်မျိုးရှိတယ်ဒီညမှာသူ့ဟာသူဖြစ်တဲ့အရာတွေကိုကျွန်တော်တို့ zero ရှိလို့ခေါ်ပြီးတော့သူ့ဟာသူကျွန်တော်တို့လှုပ်မှဖြစ်တဲ့အရာကိုကြတော့ဒါတို့ရှိလို့ခေါ်တယ်ဒီညမှာ zero ရှိဆိုတာကကြတော့ဥပမာamega furimasမိုးရွာတယ်မိုးရွာတာကျွန်တော်တို့လှုပ်လို့မိုးကရွာတာမဟုတ်မိုးဟာသူ့ဟာသူရွာတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီနေရာမှာအရှိမကဟောအသုံးပြုရတယ်ဒါတော့ကျွန်တော်တို့ထောက်ထားတဲ့ red bone ကိုကြည့်လိုက်ရအောင်ဒီနေရာမှာ地震が起きますငါလျင်လှုပ်တယ်ဆိုတာလူတွေလှုပ်လို့ငါလျင်ကလှုပ်တာမဟုတ်ဘူးကျွန်တော်တို့ငါလျင်ကသူ့ဟာသူလှုပ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီဟာဒီအရှိမက地震が起きますနော်犬が外に出ましたခွေးကအပြင်ကိုထွက်သွားတယ်ဆိုတော့ခွေးကိုကျွန်တော်တို့ကထုတ်လိုက်တာမဟုတ်ပဲခွေးကသူ့ဟာသူထွက်သွားတဲ့အတွက်ကြောင့်ဒီဟာဒီလည်းစီတိုးရှိဖြစ်တယ်ဒါကျွန်တော်တချို့လူတွေကခွေးကလမ်းလျှောက်ထွက်သွားတာလေဆိုအဲ့လိုမျိုးပြောနိုင်ပေမဲ့ဒါကကြတော့ခွေးကိုကျွန်တော်တို့ကထုတ်လိုက်တာမဟုတ်ခွေးကသူ့ဟာသူထွက်သွားတဲ့အတွက်ကြောင့်ဒါဒီစီတိုးရှိဖြစ်တယ်ကျွန်တော်တို့ဘက်ကနေကြည့်ရင်တော့နောက်တစ်ခုက授業が始まりましたစာသင်ကြားမှုကစတင်တယ်ဆိုတော့အတန်းချိန်စပြီးလို့လဲကျွန်တော်တို့ဘာသာပြန်လို့ရဒီလိုဂျီရိုရှိတွေရဲ့အရှိမလဲကျွန်တော်တို့ကကိုအသုံးပြုရတယ်ဒီနေ့ကကျွန်တော်ရှင်းပြသွားတာကကနဲ့ဝနဲ့ဘယ်လိုခွဲရမလဲဆိုတဲ့အားပဲဖြစ်ပါတယ်ဆိုတော့ဒီကနဲ့ဝဆိုတာကကြတော့တို့မှာဝါဆိုတာကကြတော့ကျွန်တော်တို့အားလုံးကသိထားတဲ့သတင်းအချက်လက်တွေအကြောင်းအရာတစ်ခုကိုကျွန်တော်တို့ကပြောပြချင်တဲ့အခါမှာတုံးတယ်ပြီးတော့ဂါခါကြတော့ကျွန်တော်လည်းကျွန်တော်ကသိထားတယ်တစ်ဖက်လူကမသိဘူးဆိုတဲ့အခါမှာဒါမှမဟုတ်တဲ့အချက်လက်ကြီးကအတစ်တစ်ခုဖြစ်နေတဲ့အခါမှာကျွန်တော်တို့ကကာကိုအသုံးပြုတယ်ပြီးတော့ကာဆိုတာကဝါဆိုတာကကြတော့နှိုင်းရှင်တဲ့အခါမှာအသုံးပြုတယ်နောက်တစ်ခါကျတော့ညင်းဆိုတဲ့အခါမှာလေဝါကိုအသုံးပြုတယ်စစ်စစ်မေးမြန်းတဲ့အခါမှာကျတော့ကျွန်တော်ကာကိုအသုံးပြုပြီးတော့ကျွန်တော်တို့ဒီခိုးတိုဘာတွေရဲ့အရှိမကားလိုက်တယ်နောက်တစ်ခါကျတော့တက်ရှိတက်မဲ့တွေရဲ့ဆိုတဲ့ခိုးတိုဘာတွေရှိမှာကားလိုက်တယ်ရကိုရဲ့စွမ်းဆောင်နိုင်တဲ့စွမ်းဆောင်ရည် ability တွေကိုဖော်ပြချင်တဲ့အခါမှာလည်းကားလိုက်တယ်နောက်ဆုံးတစ်ခါကျတော့ကျွန်တော်M4 level စပြီးတော့မှားရမယ်အရာတစ်ခုဖြစ်တဲ့ Jiro ရှိဆိုရဲJiro တက်ကီသူဖြစ်တဲ့အရာတွေရဲ့အရှိမလဲကားလိုက်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ရှင်းပြပေးသွားတဲ့ဂါနေဝါကိုနားလိုက်မယ်လို့တော့ကျွန်တော်ထင်ပါတယ်တကယ်လို့ကိုကမရှင်းဘူးနားမလည်ဘူးဆိုရင်ကျွန်တော်ရဲ့ဒီဗီဒီယိုမှာဖြစ်ကျွန်တော်ရဲ့ page ရဲ့ comment ဗီဒီယိုရဲ့ comment box မှာဖြစ်ကျွန်တော်ရဲ့ page ရဲ့ messenger မှာဖြစ်လာပြီးတော့မေးလို့ရပါတယ်ခင်ဗျကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာဒီနေရာမှာပဲအဆုံးသတ်ပေးရှင်ပါတယ်ဆိုတော့ကျွန်တော်တို့နောက်လာမယ့်ဗီဒီယိုမှာပြန်တွေ့ကြမယ် bye bye